ခုထမင်းချက်ထားတဲ့ဆန်လေးအကြောင်းကိုပြောပြချင်ပါတယ်ရှင်။ဖြိုမိသားစုဆန်ရောင်းဝယ်ရေးအလံတရားတာယာကုန်းတစ်ထုံကပါရှင်။ခုချက်ပြထားတဲ့ဆန်လေးကိုရွှေဘိုဆန်လို့အထင်မမှားစေချင်ပါဘူးရှင်။ပသိမ်ပေါ်ဆန်းမွေးရှယ်အေယာဝတီအဟောင်းစစ်ကိုမှပိုးမပါအဟောင်းနှမ်းမရှိတဲ့ထမင်းအိုတက်ထမင်းနူးညံ့ထမင်းရိုးရှိရှိစစ်စင်လေးရတဲ့ဆန်လေးပါရှင်။ရွှေဘိုပေါ်ဆန်းနေထွက်ဈေးနှုန်းအများကြီးသက်သာပြီးအဟောင်းစစ်ကိုလည်းစားရမယ်။ထမင်းအိုတက်မယ်ထမင်းစားရတာထမင်းနူးနူးညံ့ညံ့လေးစားရပါမယ်ရှင်ထမင်းရိုးရှိရှိလေးကိုလည်းကြိုက်တယ်ဈေးနှုန်းသက်သာတာကိုလည်းကြိုက်တဲ့သူတွေအတွက်တပြည်ကိုမှ9000ကျော်တာကြားသိပြီး12ပြည်အိတ်ကို9000ဝန်းကျင်နဲ့ဖြိုမိသားစုဆန်ဆိုင်မှာဝယ်ယူလို့ရပါတယ်ရှင်ရွှေဘိုပေါ်ဆန်းဈေးကိုလည်းမလိုက်ချင်ပဲနဲ့ထမင်းစားကောင်းတဲ့အေယာဝတီအဟောင်းစစ်လေးကိုစားကြည့်ဖို့အကြံပြုပါရစေရှင်ဒီဆန်လေးကအဟောင်းစစ်တွေထဲမှာထမင်းတကယ်ကိုကောင်းတဲ့ဆန်လေးပါရှင်ထက်ခါချက်ကြည့်ပြီးမှညွှန်းဆိုတာမှုစိတ်ချပြီးဝယ်ယူလို့ရပါတယ်ရှင်သူ့တစ်မျိုးတည်းချက်လည်းအဆင်ပြေသလိုအသက်နဲ့ရောချက်လည်းအဆင်ပြေစေတဲ့ဆန်လေးပါရှင်ဆန်ဟောင်းစစ်ဖြစ်ကြောင်း100%အာမခံပါတယ်ရှင်ဆက်သွယ်မှာယူချင်ရင်3945922462သို့ဖုန်းဆက်ပြီးမှာယူနိုင်သလို TikTok Messenger Facebook Messenger ကနေလည်းမှာယူလို့ရပါတယ်ရှင်လူကိုယ်တိုင်လာရောက်ဝယ်ယူချင်ရင်အလံတရားတာယာကုန်းတရားထိပ်ဖြိုးမိသားစုဆန်ဆိုင်မှာလာရောက်ဝယ်ယူလို့ရပါတယ်ရှင်ငွေကြိုလွှဲစရာလုံးဝမလိုပါဘူးရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်